ဓမ္မမိတ်ဆွေပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူသားတွေဟာကိုမြင်နိုင်တာကိုပဲအမှန်တရားလို့ယုံကြည်တတ်ကြပါတယ်မျက်စိနဲ့မြင်ရရင်ယုံကြည်ဖို့လွယ်ပေမဲ့မမြင်ရတဲ့လောကတွေကိုကြတော့ဒဏ္ဍာရီတွေယုံတန်းစကားတွေဒါမှမဟုတ်စိတ်ကူးယဉ်မှုတွေလိုပဲသတ်မှတ်လိုက်တတ်ကြပါတယ်ဒါပေမဲ့ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာဖော်ပြထားတဲ့လောကအယူအဆဟာလူသားတွေရဲ့မျက်စိနဲ့မြင်နိုင်တဲ့ရုပ်လောကတစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူးလူဘုံနတ်ဘုံတိတ်တာဘုံငရဲဘုံနဲ့ဗြဟ္မဘုံစတဲ့ကံလိုက်ဖြစ်တရားဘုံအသီးသီးကိုဖော်ပြထားပါတယ်။အဲဒီလိုယူဆတွေထဲမှာငကားဆိုတဲ့သတ္တဝါအမျိုးအစားကိုလည်းတွေ့ရတတ်ပါတယ်။ဒါကြောင့်မေးခွန်းတစ်ခုပေါ်လာတာဖြစ်ပါတယ်။ငကားဆိုတာရိုးရိုးရေကန်ထဲကမွေကြီးတစ်ကောင်လား။ဒါမှမဟုတ်သူ့ရဲ့ကိုယ်ပိုင်ဖြစ်တရားလောကကနေလာခဲ့တာလား။ဒီနေရာမှာငကားပြီဆိုတဲ့အယူအဆကပေါ်လာပြီဖြစ်ပါတယ်။ငကားတွေရဲ့ဘုံငကားတွေရဲ့နေရာငကားတွေရဲ့လောကစသဖြင့်ပေါ့ရှေးယူဆတွေရငကားပြည်ဟာမြေအောက်မှာရှိတယ်လို့တချို့ကယုံကြည်ကြသလိုတချို့ကလည်းရေအောက်ပုံလို့ယူဆကြပါတယ်တချို့ကတော့လူသားမျက်စိနဲ့မမြင်နိုင်တဲ့သီးခြားပုံတစ်ခုလို့မြင်ကြတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ခေတ်သစ်လူသားတွေရဲ့အတွေးကဝင်လာတတ်ပါတယ်ဘယ်မြေပုံပေါ်မှာရှိနေတာလဲဘယ်နိုင်ငံရဲ့အောက်မှာရှိတာလဲကမ္ဘာမြေရဲ့အောက်ထဲမှာတကယ်ပဲမြို့ကြီးတွေရှိနေတာလားဆိုပြီးတော့ပေါ့ဒါပေမဲ့ဗုဒ္ဓဘာသာရဲ့ဘုံယူဆကိုခေတ်သစ်ပထဝီဝင်နဲ့တိုင်းတာဖို့ကတော့ခက်ခဲပါတယ်။ဒီမျိုးကိုဖြေဖို့အတွက်အယူအဆတွေဒေသခံယုံကြည်ချက်တွေဒါမှမဟုတ်ရိုးရာပုံမြင်တွေကိုပဲအခြေမခံပဲဗုဒ္ဓဘာသာကျမ်းဂန်တွေမှာဘလို့ဖော်ပြထားသလဲဆိုတာကိုအရင်ကြည့်ဖို့လိုပါတယ်။ငကားတွေရဲ့အကြောင်းကိုဗုဒ္ဓဘာသာကျမ်းဂန်တွေထဲမှာအထင်ရှားဆုံးတွေ့ရတဲ့ဖြစ်ရပ်တစ်ခုကတော့မြတ်စွာဘုရားရှင်သဗ္ဗညုတဉာဏ်ရပြီးတဲ့နောက်မှာဖြစ်ပေါ်ခဲ့တဲ့မုဿလိန်နငကားမင်းအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုခုတ္တကနိကေဥရန်ပါဠိမုဿလိန်နဝတ်မှာဖော်ပြထားပါတယ်။ဘုရားရှင်ဟာဘောဓပင်အနီးမှာတည်င်းပတ်များစွာတမာရီတည်နေတော်မူစဉ်မှာမိုးကြီးလေကြီးတွေကြာရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမုဿလိန်နငကားမင်းဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့ဘုရားရှင်ကိုအချိန်ချင်းရစ်ပတ်ပြီးမိုးတန်လေတံကကာကွယ်ပေးခဲ့တယ်လို့ပပြင်းကိုလည်းဖြန့်ပြီးတော့အမိုးတပွဲကာပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီဖြစ်ရပ်ကအရန်ကိုအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာငကားကိုမကောင်းဆိုးဝါဓမ္မမဟုတ်ဖြစ်စည်းတတ်တဲ့သတ္တဝါအဖြစ်မဖော်ပြဘဲနဲ့ဖျားရှင်ပေါ်မှာကြီးညိုမှုရှိတဲ့သတ္တဝါအဖြစ်ဖော်ပြထားလို့ပါဒါအပြင်ဒါဟာရိုးရာယုံတန်းတစ်ခုမဟုတ်ပဲဗုဒ္ဓဘာသာကျမ်းဂန်ထဲမှာဓာတ်ရိုက်ပါဝင်နေတဲ့အကြောင်းအရာဖြစ်နေလို့ပါပဲဒီအချက်ကိုကြည့်ရရင်ငကားဟာဗုဒ္ဓဘာသာယူဆရသီးခြားသတ္တဝါအမျိုးအစားတစ်ခုဖြစ်တယ်လို့ယူဆထားတာကိုမြင်နိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ငကားဆိုတဲ့သတ္တဝါကိုဗုဒ္ဓဘာသာကျမ်းဂန်တွေမှာတခါတည်းတွေ့ရတာမဟုတ်ဘူးဆိုတာပါပဲသုတ်တန်တွေနဲ့ဇတ်တော်တွေမှာအကြိမ်ကြိမ်ပြန်တွေ့ရပါတယ်ဥပမာအနေနဲ့တီဃနိကေထဲမှာပါတဲ့မဟာသမယသုတ်မှာဆိုရင်ဖျားရှင်ကိုဖူးဖို့အတွက်နတ်ဘလူးဂန္ဓဗနတ်နဲ့ငကားစတဲ့သတ္တဝါအုပ်စုတွေရောက်လာကြတယ်လို့ဖော်ပြထားပါတယ်ဒီနေရာမှာငကားတွေကိုသီးခြားသတ္တဝါအုပ်စုတစ်ခုဖြစ်ထည့်သွင်းရေးတွက်ထားတာဖြစ်ပါတယ်ဒါအပြင်ဝိနည်းပိဋကတ်ဆူလဝတ်မှာလည်းယဟန်ဖြစ်ဝင်ရောက်ခြင်းနဲ့ငကားတစ်ပါးအကြောင်းကိုတွေ့ရပါတယ်သူဟာလူအသွင်နဲ့ယဟန်ပြုခဲ့ပေမဲ့နောက်ပိုင်းမှာသူဟာငကားမှန်းသိသွားတဲ့အခါအဲ့ဒီအချိန်ကစပြီးငကားတွေကိုယဟန်ပြုခွင့်မပေးတော့ဘူးဆိုတဲ့ဝိနည်းဖြစ်စဉ်ပေါ်ပေါက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီအချက်ကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီနေရာမှာငကားကိုသင်္ကေတသဘောတင်စားချက်အနေနဲ့မဟုတ်ပဲတီးခြားဖြစ်တည်နိုင်တဲ့သတ္တဝါဖြစ်ယူဆထားတာကိုပြနေလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာနားလည်ရမယ့်အရေးကြီးတဲ့တစ်ချက်တစ်ခုရှိပါသေးတယ်ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာဖော်ပြထားတဲ့ဘုံဆိုတဲ့ယူအဆကိုဒီနေ့ခေတ်ပထဝီမြေပုံပေါ်ကနေရာတစ်ခုနဲ့ဓာတ်ရိုက်တိုင်းတာဖို့ခက်ခဲပါတယ်နတ်ဘုံကိုမြေပုံပေါ်မှာရှာလို့မရသလိုပြိတ္တာဘုံကိုလည်းဂျိုးတလုံးအဖြစ်နဲ့ဖော်ပြလို့မရနိုင်ပါဘူးဒါကြောင့်ငကားပြီဆိုတာမြေအောက်မြို့တော်တစ်ခုဒါမှမဟုတ်ရေအောက်တိုင်းမြေတစ်ခုလို့ရိုးရိုးတန်းတန်းသတ်မှတ်ဖို့မလွယ်တာဖြစ်ပါတယ်ဒါပေမဲ့လည်းရှေးယူဆတွေမှာတော့ငကားတွေဟာရေမြေအောက်နဲ့လျှို့ဝှက်တဲ့နေရာတွေမှာဆက်နွယ်နေတယ်လို့ယုံကြည်ကြပါတယ်မြန်မာသီရိလင်္ကာထိုင်းလာအိုနဲ့ကမ္ဘောဒီးယားစတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံတွေမှာငကားကိုရေရဲ့အရှင်သခင်မြေအောက်လောကနဲ့ဆက်နွယ်တဲ့သတ္တဝါဒါမှမဟုတ်အဆောင်ရှောက်သတ္တဝါဖြစ်မြင်တတ်ကြပါတယ်ကျမ်းဂန်တွေကိုအခြေခံပြီးကြည့်ရင်တော့ငကားတွေဟာရိုးရိုးဒဏ္ဍာရီတွေကသတ္တဝါတွေမဟုတ်ပဲကံတရားအောက်မှာဖြစ်တည်နေတဲ့သတ္တဝါတစ်မျိုးဖြစ်ပို့ပြီးတော့ထင်ရှားလာပါတယ်ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးအချက်ကဒီလောက်တည်းမဟုတ်ပါဘူးငကားဟာဖျားရှင်နဲ့ဆက်နွယ်နေုံတည်းမကဘူးဖျားလောင်းကိုယ်တိုင်တော်မှငကားဘဝမှာဖြစ်ခဲ့ဘူးတယ်လို့ဇတ်တော်တွေမှာဖော်ပြထားပါတယ်ဗုဒ္ဓဘာသာယူဆအရဖျားတဆူဖြစ်လာဖို့ဆိုတာဘဝတစ်ခုတည်းနဲ့ပြီးသွားတာမဟုတ်ပါဘူးအနန္တကဘာအဆက်ဆက်တန်တရားခီးကိုဖျက်ဆီးပြီးတော့ပါရမီတော်တွေကိုဖြည့်ဆည်းလာရတာဖြစ်ပါတယ်အဲ့ဒီတန်တရားခီးမှာဖျားလောင်းတော်ဟာလူဘဝနတ်ဘဝ
တရိษံဘဝစသဖြင့်ဖြစ်တည်မှုအမျိုးမျိုးကိုဖျက်ဆီးခဲ့ရပြီးတော့အဲ့ဒီထဲမှာနဂါးဘဝတွေလည်းပါဝင်ခဲ့ပါတယ်ဒီအချက်ကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဗုဒ္ဓဘာသာဇာတ်တော်တွေမှာနဂါးကိုရိုးရိုးပုံမြင်တွေကစိတ်ကူးရင်တရားဖြစ်မဟုတ်ဘဲနဲ့တန်တရားထဲမှာအမှန်တကယ်ဖြစ်တည်နိုင်တဲ့ဘဝတစ်မျိုးဖြစ်ဖော်ပြထားလို့ဖြစ်ပါတယ်နဂါးဘဝနဲ့ဆက်နွယ်တဲ့ဖျားလောင်းတော်ရဲ့ဇာတ်တော်တွေထဲမှာထင်ရှားဆုံးကတော့ဘူရိတက်ဇာတ်တော်ဖြစ်ပါတယ်ဒီဇာတ်တော်ကဇာတ်တော်ကြီးဆယ်ပွဲထဲမှာပါဝင်ပြီးတော့ဖျားလောင်းတော်ကဘူရိတက်နဂါးမင်းဖြစ်ခဲ့တဲ့ဘဝအကြောင်းကိုဖော်ပြထားတာပါဘူရိတက်နဂါးမင်းဟာတကူအာနုဘောအရန်ကြီးတဲ့နဂါးမင်းတစ်ပါးဖြစ်ပါတယ်နဂါးတို့ရဲ့စီးစိမ်အရှိန်ဝါအာနာနဲ့ဂုဏ်သရေအပြည့်ရှိတဲ့ဘဝမှာနေရပေမဲ့သူ့ရဲ့စိတ်ဟာကာမဂုဏ်စီးစိမ်တွေထဲမှာနှိမ့်မွန်းမနေပါဘူးသီလကိုအလေးထားတယ်ဥပုသ်ဆောင်တယ်ကုသိုလ်တရားကိုမျက်နှိုးပါတယ်ဒီနေရာမှာဗုဒ္ဓဘာသာကပြကျင်တဲ့အချက်ကအယမ်းနဲ့ရှိုင်းပါတယ်နဂါးမင်းလိုတကူကြီးတဲ့ဘဝကိုရောက်နေုံနဲ့တင်တန်တရားကမလွတ်သေးဘူးဆိုတာရဲ့အရှိန်ဝါနဲ့စီးစိမ်တွေဟာအဆုံးစွန်သောလွတ်မြောက်မှုကိုမဟုတ်ဘူးဆိုတာကိုပြထားတာဖြစ်ပါတယ်ဘူရိတက်ဇတ်တော်မှာနဂါးတွေရဲ့ဖြစ်တည်မှုနဲ့လူလောကတို့အပြန်အလှန်ဆက်နွယ်နေတာကိုလည်းတွေ့ရပါတယ်နဂါးတွေဟာလူသားတွေနဲ့လုံးဝအဆက်ပြတ်နေတဲ့လောကတစ်ခုမှာရှိနေတာမဟုတ်ဘဲနဲ့တချို့အချိန်တွေမှာလူလောကနဲ့ဆက်ဆက်မှုရှိနိုင်တယ်ဆိုတာကိုပုံဖော်ထားတာဖြစ်ပါတယ်။အဲ့ဒီနောက်နဂါးဘဝနဲ့ဆက်နွယ်တဲ့နောက်ထပ်အရေးကြီးတဲ့ဇတ်တော်ကတော့သင်္ခပါဠဇတ်ဖြစ်ပါတယ်။ဒီဇတ်တော်ဟာ950နိဗ္ဗတ်တော်မှာပါဝင်တာဖြစ်ပါတယ်။ဖျားလောင်းတော်ဟာသင်္ခပါဠနဂါးမင်းဖြစ်ခဲ့တဲ့ဘဝအကြောင်းဖြစ်ပါတယ်။သင်္ခပါဠနဂါးမင်းကလည်းတကူရှိတဲ့နဂါးမင်းတစ်ပါးပါပဲ။ဒါပေမဲ့ဒီဇတ်တော်မှာအဓိကထင်ရှားတာကနဂါးဘဝရဲ့ကြီးကျယ်မှုထက်တန်တရားဘဝရဲ့မတည်မြဲမှုဖြစ်ပါတယ်။နဂါးမင်းဖြစ်နေပေမဲ့လည်းဆင်းရဲဒုက္ခကမလွတ်နိုင်ပဲနာကျင်မှုအန္တရာယ်နဲ့ရက်စက်မှုတွေကိုကြုံရပါသေးတယ်။ဒီဇတ်တော်မှာလူသားတွေကနဂါးမင်းကိုဖမ်းဆီးနှိပ်စက်ကြပေမဲ့ဖျားလောင်းတော်ကဒေါသမဖြစ်ဘဲသီးခံခဲ့ပါတယ်။ဒီအချက်ဟာပါရမီတော်ဖြည့်ဆည်းရခြင်းရဲ့အရေးကြီးတဲ့စိတ်ပိုင်းတစ်ခုဖြစ်ဖော်ပြထားတာပါ။အဲဒါကြောင့်ဇတ်တော်တွေမှာနဂါးဘဝကိုစိတ်ကူးရင်ဆန်တဲ့အံ့ဩဖွယ်ဘဝတစ်ခုအနေနဲ့မဟုတ်ဘဲကံကြောင်းရလာတဲ့တန်တရားဘဝတစ်ခုအနေနဲ့ပဲတင်ပြထားတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ဇတ်တော်တစ်ခုကတော့စံပေယဇတ်တော်ဖြစ်ပါတယ်။ဒီဇတ်တော်ဟာလည်း950နိဗ္ဗတ်တော်ထဲမှာပါလာပါပဲ။ဖျားလောင်းတော်ဟာစံပေယနဂါးမင်းဖြစ်ခဲ့တာပါ။ဒီဇတ်တော်မှာလည်းနဂါးတို့ရဲ့စီးစိမ်နဲ့တကူအာနုဘော်တွေကိုဖော်ပြထားပေမဲ့အဓိကဆိုလိုရင်းကတော့တန်တရားဘဝတွေရဲ့မတည်မြဲမှုပါပဲ။ဘလောက်ပဲကြီးကျယ်တဲ့ဘဝဖြစ်ပါစေအဆုံးမှာတော့ကံတရားရဲ့အောက်မှာပဲရှိနေတယ်ဆိုတာကိုပြထားတာဖြစ်ပါတယ်။ဒီဇတ်တော်တွေအားလုံးကိုစူးစီးကြည့်ရင်အရေးကြီးတဲ့အချက်တစ်ခုကိုတွေ့ရပါလိမ့်မယ်။နဂါးဆိုတာဇတ်တော်တစ်ပုဒ်ထဲမှာတင်ယာယီပေါ်လာတဲ့စိတ်ကူးရင်တရားမျိုးမဟုတ်ပဲအချိန်ချင်းပြန်လည်ဖော်ပြခံရတဲ့တရားမျိုးစားတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ဒါအပြင်ဖျားလောင်းတော်နဲ့လည်းဓာတ်ရိုက်ဆက်နွယ်နေပါတယ်။ဒီအချက်ကြောင့်နဂါးတွေကိုဗုဒ္ဓဘာသာအယူအဆအရကံလိုက်ဖြစ်တည်နေတဲ့တရားတစ်မျိုးလို့ယူဆထားတာပို့ပြီးတော့ထင်ရှားလာပါတယ်။ဒါပေမဲ့ဒီနေရာမှာနားလည်ရမယ့်အရေးကြီးတဲ့အချက်တစ်ခုကရှိပါသေးတယ်။ဗုဒ္ဓဘာသာကျမ်းဂန်တွေရဲ့အဓိကရည်ရွယ်ချက်ဟာနဂါးတို့ရဲ့လျှို့ဝှက်ကဘာကိုစူးစမ်းဖော်ထုတ်ဖို့မဟုတ်ပါဘူး။အဓိကဆိုလိုရင်းကတန်တရားဘဝအားလုံးရဲ့မတည်မြဲမှုကိုနားလည်စေဖို့ဖြစ်ပါတယ်။နဂါးမင်းဖြစ်နေပေမဲ့တောင်ဒုက္ခကမလွတ်နိုင်သေးရင်လူသားဘဝရဲ့စီးစိမ်ဂုဏ်ငွေအာဏာတွေဟာလည်းအဆုံးစွန်သောလွတ်မြောက်မှုမဟုတ်ဘူးဆိုတာကိုဒီဇတ်တော်တွေကသင်ပေးနေတာပါ။ဒါပေမဲ့နဂါးတို့ရဲ့အကြောင်းဟာဒီလောက်နဲ့တည်းမပြီးသေးပါဘူး။တုတ်တန်နေတဲ့အထာဂရာတွေမှာနဂါးမင်းတွေနဂါးလောကနဂါးတို့ရဲ့အုပ်ချုပ်မှုစနစ်နဲ့သူတို့ရဲ့ဖြစ်တည်မှုကိုပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းဖော်ပြထားတဲ့အကြောင်းအရာတွေကိုရှိပါသေးတယ်။နဂါးတို့ရဲ့အကြောင်းကိုဗုဒ္ဓဘာသာကျမ်းဂန်တွေမှာလေ့လာကြည့်ရင်နဂါးကိုတိကျတဲ့တရားအမျိုးအစားတစ်ခုဖြစ်တဲ့မကပဲနဂါးတွေနေထိုင်တဲ့နဂါးလောကဒါမှမဟုတ်နဂါးပြည်အယူဆတွေကိုပါတွေ့ရပါတယ်။ဒါပေမဲ့လည်းသတိပြုရမှာကကျမ်းဂန်တွေမှာနဂါးပြည်ကိုယနေ့ခေတ်လူသားတွေနားလည်နိုင်တဲ့နိုင်ငံတစ်ခုဒါမှမဟုတ်မြေပုံပေါ်ကနေရာတစ်ခုဖြစ်တိတိကျကျဖော်ပြထားခြင်းမရှိဘူးဆိုတာပါပဲ။နတ်ပြည်ကိုလူမြေပုံနဲ့တိုင်းတာလို့မရသလိုနဂါးပြည်ကိုလည်းရိုးရိုးဝတ္ထုနေရာတစ်ခုဖြစ်တယ်နားလည်ဖို့ခက်ပါတယ်။ဒါကြောင့်အထက်ကရာတွေဇတ်တော်တွေနဲ့ရှေးဗုဒ္ဓဘာသာယဉ်ကျေးမှုတွေမှာတော့နဂါးဟာရေမြစ်သမုဒ္ဒရာအင်းအိုင်နဲ့မြေအောက်ဒေသတွေနဲ့ဆက်နွယ်နေတာလို့ဖော်ပြထားပါတယ်။ဒါကြောင့်နဂါးပြည်ကိုရေအောက်ဘုံမြေအောက်လောကဒါမှမဟုတ်လူသားမျက်စိနဲ့မမြင်နိုင်တဲ့တိကျဘုံတစ်ခုအဖြစ်ယူဆခဲ့ကြတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာနဂါးမင်းတွေရဲ့အမည်တွေကိုလည်းတွေ့ရပါတယ်။ဥပမာအနေနဲ့မဟာသမယသုတ်မှာနဂါးအုပ်စုတွေနဲ့နဂါးမင်းတွေကိုဖော်ပြထားပါတယ်။ဒါအပြင်အင်္ဂုတ္တရနိကေနဲ့တန်ယုတ်တနိကေတို့မှာလည်းနဂါးနဲ့ဆက်နွယ်တဲ့အကြောင်းအရာတွေကိုတွေ့ရပါတယ်။အထူးသဖြင့်တန်ယုတ်တနိကေတက္ကာရဝတ်မှာဆိုရင်နဂါးတွေအကြောင်းသီးသန့်ဟောထားတဲ့နဂါးတန်ယုတ်ဆိုပြီးတော့တိကျအုပ်စုတစ်ခုရှိပါတယ်။ဒီနေရာမှာနဂါးတွေနဲ့ဖျားရှင်တို့ရဲ့ဆက်ဆံမှုနဂါးတို့ရဲ့စိတ်တဘာဝနဲ့သူတို့ရဲ့ဖြစ်တည်မှုကိုဖော်ပြထားတာပါ။
ဒီချက်တွေကငကားဟာကျန်းငံတွေမှာအရေးပါတဲ့သတ္တဝါမျိုးစားတစ်ခုဖြစ်ပါဝင်နေတာကိုပို့ပြီးတော့ထင်ရှားစေပါတယ်အထာကထာတွေမှာလည်းငကားတို့ရဲ့တကိုးနဲ့ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်းတွေကိုဖော်ပြထားပါတယ်တချို့ငကားတွေဟာလူအသွင်ယူနိုင်တယ်လို့တချို့ကရေကိုစောင့်ရှောက်တဲ့သတ္တဝါတွေဖြစ်ကြပြီးတော့တချို့ကတော့ဖျားတရားကိုကြည်ညိုတဲ့ငကားမင်းတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်လည်းရှေးဗုဒ္ဓဘာသာယဉ်ကျေးမှုမှာငကားကိုအဆောင်ရှောက်သတ္တဝါဖြစ်မြင်ကြတာပါမြန်မာနိုင်ငံကရှေးအောင်ဖျားပထိုးတွေလှေကားလက်ရန်တွေရေကန်တွေနဲ့ဖျားဝန်းတွေမှာငကားရုပ်တွေထည့်သွင်းတိဆောက်ထားတာဟာလည်းဒီယုံကြည်မှုနဲ့ဆက်နွယ်နေတာဖြစ်ပါတယ်နောက်ထပ်ငကားတွေလူလောကနဲ့ဆက်နွယ်နေတဲ့အကြောင်းအရာကိုဖော်ပြထားတဲ့ဇတ်တော်ကဝိတုဒ္ဓဇတ်တော်ပဲဖြစ်ပါတယ်ဝိတုဒ္ဓဇတ်တော်မှာဆိုရင်လေဖျားလောင်းတော်ဝိတုဒ္ဓပညာရှိဟာကိစ္စနာလူလင်အောင်ဆောင်ထားတဲ့ပုံနကဘလူးရဲ့ခေါ်ဆောင်မှုကြောင့်ငကားပြည်ကိုရောက်ခဲ့ပုံလဲဖော်ပြထားပြန်ပါတယ်ဒါပေမဲ့ဗုဒ္ဓဘာသာယူဆအရငကားတွေဟာအမြဲတမ်းမြင့်မြတ်တဲ့သတ္တဝါတွေလို့တော့မဆိုလိုပါဘူးငကားတွေမှာလည်းဒေါသရှိနိုင်တယ်လို့မနာလိုမှုနဲ့အာဃာတတွေရှိနိုင်ပါတယ်တချို့ငကားတွေကကြမ်းတမ်းပြီးတချို့ငကားတွေကတော့ဖျားတရားကြည်ညိုကြပါတယ်ဆိုလိုတာကငကားတွေဟာလည်းတန်တရားတွေကသတ္တဝါတွေဖြစ်ပြီးကိလေသာတရားတွေကနေမလွတ်မြောက်သေးဘူးဆိုတာပါပဲဒီအချက်ဟာအရင်ရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတချို့ကငကားပြည်ကိုထာဝရပျော်ရွှင်တဲ့နေရာတစ်ခုလို့စိတ်ကူးရင်တတ်ပေမဲ့ကျမ်းဂန်တွေမှာတော့အဲ့ဒီလိုမဖော်ပြထားလို့ပဲဖြစ်ပါတယ်ငကားဘဝဆိုတာတန်တရားဘဝတစ်ခုလိုပါပဲနတ်ဘဝလိုပဲကုသိုလ်ကံကြောင့်ရလာနိုင်ပေမဲ့တနေ့မှာကုသိုလ်ကံကုန်ရင်ပြန်ပြောင်းလဲရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာရဲ့အဓိကဆိုလိုရင်းကငကားဖြစ်အောင်ကြိုးစားဖို့မဟုတ်ပဲတန်တရားဘဝအားလုံးရဲ့မတည်မြဲမှုကိုနားလည်ပြီးလွတ်မြောက်ရာလမ်းကိုရှာဖွေဖို့ပဲဖြစ်ပါတယ်ဒီနေရာမှာနောက်ထပ်မေးခွန်းတစ်ခုကပေါ်လာပြန်ပါတယ်ငကားပြည်ဆိုတာအမှန်တကယ်ရှိတဲ့ဘုံတစ်ခုလားဒါမှမဟုတ်သင်္ကေတသဘောဆောင်တဲ့အယူအဆတစ်ခုလားဆိုတာပါပဲယုံကြည်သူတွေအတွက်တော့ကျမ်းဂန်လာအတိုင်းယုံကြည်ကြပါတယ်ငကားတွေဟာကံလိုက်ဖြစ်တည်နေတဲ့သတ္တဝါတွေဖြစ်ပြီးသူတို့ရဲ့ဘုံလည်းရှိတယ်လို့လက်ခံကြတာပေါ့ဒါပေမဲ့တချို့သောပညာရှင်တွေကတော့ငကားဆိုတာရှေးလူသားတွေရဲ့သဘာဝအင်အားစုတွေပေါ်မှာကြောက်ရွံ့မှုမြစ်တွေနဲ့ရေကြီးမှုပေါ်မှာအံ့ဩမှုဒါမှမဟုတ်မွေပေါ်မှာကြောက်ရွံ့မှုတွေကနေဆင်းသက်လာတဲ့သင်္ကေတတစ်မျိုးလိုလည်းသုံးသပ်ကြပါတယ်ဒါပေမဲ့ဘလို့ပဲအဓိပ္ပာယ်ဖွင့်ဆိုပါစေဗုဒ္ဓဘာသာကျမ်းဂန်တွေမှာငကားတွေဟာအကြိမ်ကြိမ်ဖော်ပြခံရတဲ့သတ္တဝါအုပ်စုတစ်ခုဖြစ်တဲ့ဆိုတာကတော့ငြင်းလို့မရတဲ့အချက်ပါပဲဒါအပြင်ငကားတွေဟာဖျားရှင်ကိုကြည်ညိုနိုင်တယ်တရားနာနိုင်တယ်ကုသိုလ်ပြုနိုင်တယ်သီလစောင့်နိုင်တယ်လို့ဖော်ပြထားတာကြောင့်တက်ရှိသတ္တဝါတစ်မျိုးအဖြစ်ပိုပြီးထင်ရှားလာတာဖြစ်ပါတယ်ဒီလိုနဲ့ငကားအကြောင်းကိုကျမ်းဂန်တွေနဲ့ဇတ်တော်တွေပေါ်မှာအခြေခံပြီးလေ့လာကြည့်ရင်ငကားပြည်ဟာရိုးရိုးဒဏ္ဍာရီပုံမြင်တစ်ခုထက်ပိုပြီးနှက်ဆိုင်တဲ့ဗုဒ္ဓဘာသာအယူဆတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်ငကားပြည်တကယ်ရှိလားဆိုတဲ့မေးခွန်းဟာဒီနေ့ထိတော့အတိအကျအဖြေမပေးနိုင်သေးတဲ့ပဟေလီတစ်ခုလိုရှိနေသေးပါဒါပေမဲ့ဘလို့ပဲယုံကြည်ငင်းလို့မရတဲ့အချက်တစ်ခုကတော့ငကားတွေကဗုဒ္ဓဘာသာကျမ်းဂန်တွေဇတ်တော်တွေနဲ့အရှိတောင်အာရှဗုဒ္ဓဘာသာယဉ်ကျေးမှုတွေမှာအရန်နက်နက်ရှိုင်းမြစ်တွယ်နေတဲ့သတ္တဝါမျိုးစားတစ်ခုဖြစ်နေတာပါပဲဒါပေမဲ့လည်းဖျားရှင်ရဲ့အဓိကသွန်သင်ချက်ကငကားပြည်ကိုလိုက်ရှာဖို့မဟုတ်ပါဘူးဘယ်ဘဝမှာပဲဖြစ်မတည်မြဲခြင်းဆင်းရဲခြင်းအဆိုးမရခြင်းတွေရှိနေတယ်ဆိုတာကိုသိမြင်ပြီးတန်တရားကလွတ်မြောက်ဖို့ပဲဖြစ်ပါတယ်ငကားမင်းဖြစ်ရတာတော့အဆုံးစွန်သောငြိမ်းချမ်းမှုမဟုတ်ဘူးဆိုရင်လူသားတွေလိုက်ရှာနေတဲ့စီးစိမ်အာဏာနဲ့ဂုဏ်သိက္ခာတွေကလည်းတည်မြဲမှာမဟုတ်ပါဘူးဒါကြောင့်ငကားပြည်အကြောင်းကိုလေ့လာပြီးတဲ့အဆုံးမှာကျွန်တော်တို့ပြန်စဉ်းစားရမယ့်မေးခွန်းကငကားပြည်ရှိမရှိဆိုတဲ့မေးခွန်းထက်မိမိရဲ့စိတ်ဟာတန်တရားဒုက္ခကနေလွတ်မြောက်ဖို့ဘလောက်တောင်နီးလာပြီလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာရဲ့အဆုံးစွန်ရည်ရွယ်ချက်ကလျှို့ဝှက်ပုံတွေကိုလိုက်ပြီးစူးစမ်းရှာဖွေနေဖို့မဟုတ်ပါဘူးဘယ်ဘုံမှာပဲဖြစ်မတည်မြဲခြင်းဆင်းရဲခြင်းနဲ့အဆိုးမရခြင်းတွေရှိနေတယ်ဆိုတာသိပြီးတန်တရားကနေလွတ်မြောက်အောင်ကြိုးစားကြဖို့အဓိကပဲဖြစ်ပါတယ်လို့ပြောကြားချင်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးလည်းတန်တရားကနေလွတ်မြောက်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ